မင်္ဂလာပါစီဝိုင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ပင်လယ်သမုဒ္ဒရာတွေရဲ့အောက်မှာရှိတဲ့ဒူးကြတဲ့သတ္တဝါတွေရဲ့အကြောင်းကိုဘုဒ္ဓရအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပင်လယ်သမုဒ္ဒရာဆိုတာအလွန်ကျယ်ဝန်းတဲ့နေရာတစ်ခုဖြစ်ပြီးတော့ရေနေသတ္တဝါပေါင်းစုံနေထိုင်တဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒါတွေမကသေးပဲပင်လယ်အောက်နက်ရှိုင်းတဲ့နေရာတွေမှာလူအများစုမသိတဲ့ထူးဆန်းတဲ့သတ္တဝါတွေအများကြီးရှိနေပါသေးတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကြည့်လိုက်ရင်တကယ်ကဘာပေါ်ကလားလို့တွေးမိသွားစေမဲ့သတ္တဝါ၄မျိုးအကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမစတင်ခင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးပြုလုပ်ခဲ့ပြီးဖို့အတွက်တောင်းဆိုပါရစေဒီတိရစ္ဆာန်လေးတွေကိုတော့ Dumbo Octopus လို့ခေါ်ပါတယ်ဒါကသူတို့ရဲ့နာမည်ရင်းတော့မဟုတ်ပါဘူးသူတို့ရဲ့နာမည်ရင်းက Rainbow Tooth လို့ခေါ်ပြီးတော့ Dumbo ရေပွဲလို့လူသိများတဲ့ Plagiaristic ရေပွဲတွေရဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ် Dumbo လို့ခေါ်ရတဲ့အကြောင်းရင်းက1942ခုနှစ်မှာ Disney ကထုတ်လုပ်ခဲ့တဲ့ Dumbo ဆိုတဲ့ဇာတ်ကောင်လေးဖြစ်တဲ့စိန်လေးနဲ့ပုံစံတူနေတာကြောင့်ဖြစ်ပါတယ် Dumbo လေးတွေကပင်လယ်ရေအောက်မှာရှိတဲ့ပဇွန်ငယ်လေးတွေနဲ့အခြားသောသတ္တဝါလေးတွေကိုစားတောက်ပြီးတော့ပင်လယ်အောက်မှာတက်ရှင်နေထိုင်ကြတာဖြစ်ပါတယ်သူတို့ကများသောအားဖြင့်ပင်လယ်ရေအောက်ပေ1000ကနေပြီးတော့9000အတွင်းမှာရှိတဲ့အေးတဲ့တွင်းနယ်ကြီးတွေမှာနေထိုင်ကြပြီးတော့အတ္တလန္တိတ်ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာတွေမှာအဓိကအဖြစ်တွေ့ရလေရှိပါတယ်သူတို့ရဲ့သက်တမ်းက3နှစ်မှ9နှစ်ထိဖြစ်ပြီးတော့အခုနောက်ဆုံးတွေ့ရှိထားတဲ့နေရာကတော့2025ခုနှစ်မတ်လ9ရက်နေ့မှာ Ivory Coast နိုင်ငံရဲ့အနောက်တောင်ဘက်65ကီလိုမီတာခန့်အကွာမှာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ကြည့်လိုက်ရင်ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲရှိတယ်လို့ထင်ရတဲ့ဂဘလင်ရှတွေဖြစ်ပြီးတော့မြန်မာလူကတော့မင်းသားငမန်းလို့ခေါ်ကြပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကအနှဲငယ်ပန်းရောင်တန်းနေပြီးသူတို့ရဲ့နှာခေါင်းကလည်းတော်တော်လေးကိုရှည်လျားတာကြောင့်တခါတရံမှာသူတို့ကိုတက်ရှိရုပ်ကျွင်းလို့တော့ခေါ်ဆိုကြပါတယ်ဒါပေမဲ့သူတို့ကသူတို့ရဲ့ရှည်လျားတဲ့နှာခေါင်းတွေကိုအသုံးချပြီးတော့ပင်လယ်အောက်မှာရှိတဲ့သတ္တဝါတွေကိုအာယုံခံကရှောင်ပြီးစားတောက်နိုင်တာဖြစ်ပါတယ်သူတေသနာပညာရှင်အချို့ရဲ့အဆိုအရမင်းသားငမန်းတွေကရေအနက်1300မီတာအထိကိုအချိန်တိုလေးအတွင်းမှာရင်ငုပ်ပြီးတော့သွားနိုင်တယ်လို့မှတ်ချက်ပြုထားကြပါတယ်ဒီမျိုးစိတ်တွေကပင်လယ်ကျမ်းမြေအနီးနဲ့ရေပြင်အလယ်ပိုင်းမှာရှိတဲ့အချို့သတ္တဝါလေးတွေကိုရှောင်ပွေစားတောက်ကြတာဖြစ်ပါတယ်။ဂဘလင်ရှတွေရဲ့တက်တန်းက125တန်းခန့်ရှိပြီးတော့ပင်လယ်အောက်မီတာ100ကနေပြီးတော့1300အထိနှဆိုင်တဲ့နေရာတွေမှာတွေ့တတ်ပြီးဂျပန်၊မက္ကဆီကိုနဲ့တောင်အာဖရိကတွေမှာအဓိကအဖြစ်တွေ့ရလေရှိပါတယ်။ဒါကတော့ပင်လယ်နှစ်ပိုင်းတွေမှာတွေ့ရတဲ့စီပစ်မျိုးစိတ်တွေဖြစ်ပါတယ်။စီပစ်ဆိုတာကသူတို့ရဲ့နာမည်ရင်းတွေမဟုတ်ကြဘဲနဲ့လူအများကသတ်မှတ်ခေါ်ကြတာဖြစ်ပြီးတော့သူတို့ရဲ့နာမည်ရင်းက Scotoplane လို့ခေါ်ပါတယ်ခန္ဓာကိုယ်ကဂျယ်လီပုံသဏ္ဍာန်ရှိပြီးတော့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့တိရစ္ဆာန်တစ်ကောင်လေးဖြစ်ပါတယ်သူတို့ရဲ့အရွယ်အစားက4လက်မကနေ6လက်မအထိသာရှိပြီးတော့အတ္တလန္တိတ်ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာတွေမှာရှိတဲ့နက်နဲတဲ့သမုဒ္ဒရာကျမ်းမြေတွေမှာနေထိုင်ကြပြီးတော့ပုံမှန်အားဖြင့်အနက်1200ကနေ9000မီတာကြားမှာတွေ့မြင်ရလေရှိပါတယ်Scotoplane တွေကကပ်ပါးကောင်တွေနဲ့အခြားသောသက်ရှိတွေအတွက်အခါအကွယ်တစ်ခုအနေနဲ့လည်းဆောင်ရွက်ပေးပါတယ်။ဥပမာအရွယ်မရောက်သေးတဲ့ကနန်းတစ်ကောင်ကိုအခြားသောသတ္တဝါတွေရဲ့ဘေးအန္တရာယ်ကနေကင်းလွတ်အောင်အခါအကွယ်တစ်ခုအနေနဲ့ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့နာမည်ကြားရတာနဲ့တင်ကြောက်စရာသတ္တဝါတစ်ကောင်လို့ထင်သွားစေမယ်။ Vampire Squid တွေပဲဖြစ်ပါတယ်။သမပိုင်းနဲ့အပူပိုင်းသမုဒ္ဒရာတွေမှာတွေ့ရပြီးတော့ပြင်းထန်တဲ့ပင်လယ်ရေနက်ပိုင်းတွေမှာနေထိုင်တဲ့တင်းငယ်တဲ့ Cephalospore အုပ်စုဝင်လေးတွေဖြစ်ပါတယ်။အနက်ရောင်ခန္ဓာကိုယ်နဲ့မိခိုးနေအောင်ရှိတဲ့မျက်နှာဖုံးတွေကြောင့်သာသူတို့ရဲ့ပုံစံကဗန်ပိုင်းရပုံပေါက်နေပေမဲ့တကယ်တော့အန္တရာယ်မရှိတဲ့ပင်လယ်ရေနက်ပိုင်းပြည်ကြီးငါးတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့ဒူးကြချက်ကသူတို့မှာလင်းလက်စေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပါဝင်တာဖြစ်ပါတယ်။နောက်ပြီးသူတို့ကအခြားသတ္တဝါတွေကိုတိုက်ခိုက်တာမျိုးမရှိဘဲနဲ့အကြောင်းမျိုးမျိုးကြောင့်တည်ဆုံလာတဲ့သတ္တဝါတွေကိုသာစားသုံးတာဖြစ်ပါတယ်။သူတို့ကပင်လယ်အောက်မီတာ600ကနေ900အတွင်းမှာနေထိုင်ကြပြီးတော့အများအားဖြင့်အတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာတွေမှာအဓိကအဖြစ်တွေ့ရလိမ့်ရှိပါတယ်။နောက်လည်းအခုလိုဘူးသူရရတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့အတွက်တောင်းဆိုပါရစေ။